US မှာပထမဦးဆုံးအိမ်ဝယ်မဲ့ first time home owner တွေအတွက်1,900ထိအလကားရရှိနိုင်မယ်ဒီ program လေးတစ်ခုဖြစ်ပါတယ်1,900တကယ်ပေးပါတယ်ကျွန်တော်ကိုယ်လည်းဒီ program apply လုပ်ပါတယ်တကယ်ချင်း2ယောက်ရဲ့ closing မှာလည်းဒီ program နဲ့ကျွန်တော် close လုပ်ခဲ့ပူပါတယ်ဒီအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Swan Real Estate and Consulting page လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီ video မှာကျွန်တော်ကပြပြချင်တဲ့အကြောင်းလေးကတော့ကျွန်တော် US မှာပထမဦးဆုံးအိမ်ဝယ်မဲ့ first time home owner တွေအတွက်1,900ထိအလကားရရှိနိုင်မယ်ဒီ program လေးတစ်ခုဖြစ်ပါတယ်ကဲဒီ program လေးကဘယ်ရလဲဆိုရင်တော့ဒါကျွန်တော်တို့ဒီ US မှာ Bank of America ကျွန်တော်ဒီမှာအတူကောက် BOA လို့တို့ခေါ်ကြတာပေါ့နော်အဲ့ BOA မှာလက်ရှိ currently တို့ offer လုပ်နေတာပါကျွန်တော် first time owner တွေအတွက်ကျွန်တော် grant program ဆိုပြီးရှိပါတယ်ကဲအဲ့ဒီ grant program လေးကိုကျွန်တော်တို့အတူတူ breakdown လုပ်ကြည့်လိုက်ရအောင်တို့စီမှာ grant ကို2မျိုးခွဲထားတယ်ပေါ့နော်ပထမတစ်ခုကတော့တို့ခေါ်တာက down payment grant လို့တို့နာမည်တက်ထားတယ်သူကဘဏ်ကနေပြီးတော့ဒီအိမ်ဝယ်မဲ့လူရဲ့ပတ်စံ down payment နဲ့မှာ1000အထိဘဏ်ကပေးပါတယ်ပြန်ပေးကြမလို့ပါဘူးပြီးတော့ဒုတိယလုံးအမျိုးအစားကတော့ America Home Grant လို့တို့နာမည်ခေါ်တယ်သူကတော့9,500အထိဘဏ်ကပေးပါတယ်ဒါပေမဲ့ဒီ9,500ကကျွန်တော် closing cost နဲ့ကျွန်တော်ဒီ interest rate ကိုကျွန်တော်တို့နည်းအောင်လို့ကျွန်တော်တို့ buy down points ကိုဝယ်တဲ့နေရာမှာပဲသုံးလို့ရပါတယ်ဒီ9,500တော့ကျွန်တော် down payment နဲ့ကိုထည့်လို့မရဘူးပေါ့နော်ကဲအဲ့ဒီတော့ combine ကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ grant တစ်ခုလုံး qualify ဖြစ်ကျွန်တော်19,000အထိကျွန်တော်တို့ဘဏ်ကနေပြီးတော့ရရှိမှာဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ဘယ်လိုလူတွေကဒီလုံးကိုကျွန်တော်တို့ရနိုင်မလဲကျွန်တော်ကြည့်ကြမယ်သူက qualification လေးတွေသတ်မှတ်ထားပါတယ်လူတိုင်းတော့မရနိုင်ဘူးသူကအလိုရင်လည်းမဟုတ်ဘူးသူကအဲ့တော့ကြည့်ကြည့်အောင်ကျွန်တော်တို့နံပါတ်1ကတော့သူသတ်မှတ်ထားတာကဒီအိမ်ဝယ်မဲ့လူကလွန်ခဲ့တဲ့3နှစ်အတွင်းမှာကျွန်တော်တို့အိမ်ဝယ်ယူထားခြင်းမရှိရပါဘူးအဲ့တော့လွန်ခဲ့တဲ့3နှစ်အတွင်းမှာအိမ်ဝယ်ထားရင်တော့ဒီ grant program qualify မဖြစ်ဘူးပေါ့နော်ပြီးတော့နံပါတ်2ကသူက income ပေါ့နော် income limit ကိုယ့်ရဲ့ဝင်ငွေသတ်မှတ်ထားတယ်ဒီကိုက W2 သမားပေါ့နော်ကိုက company မှာလုပ်တယ်ဆိုရင်အနည်းဆုံး2နှစ်အလုပ်လုပ်ရမယ်အခွန်2နှစ်ဆောင်ထားရမယ်ကိုကကိုယ်ပိုင်လုပ်ငန်းရှင်တွေကို1099ပေါ့နော်ကိုယ်တိုင်စီးပွားရေးလုပ်တဲ့ဒါကိုယ်ပိုင်စီးပွားရေးရှင်တွေကလည်းပြီးတော့1099သမားတွေဆိုလို့ရှိရင်လည်းကိုက2နှစ်စာဒီစီးပွားရေးကဒီအစိုးရစီမှာအခွန်ဆောင်ထားရမယ်။နှစ်နှစ်စာ tax return ရှိရမယ်။နှစ်နှစ်စာဝင်ငွေရှိရမယ်။တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းကအရန်အရှုံးတွေပြနေတယ်ဝင်ငွေကမလုံလောက်ဘူးဆိုလို့ရှိရင်တော့ဒီ grant ကို qualify ဖြစ်မှာမဟုတ်ပါဘူး။ပြီးတော့နံပါတ်3က regional limitation ပေါ့နော်။ကျွန်တော်တို့ Seattle မြို့မှာတော့နေရာတော်တော်များများမှာဒီဟာက approve ဖြစ်တယ်။အဲ့တော့ကိုကCharles State ကကိုတွေမားတွေ try ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ loan officer ကိုပေါ့နော်။ BOA ရဲ့ loan officer ကိုမေးကြည့်ကိုဝယ်မဲ့မြို့မှာဒီ grant ကနော် approve ဖြစ်လားမဖြစ်လားကျွန်တော်များများဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့နောက်ဆုံးတစ်ခုက credit score ပါသူတို့ minimum credit score သတ်မှတ်ထားတော့မရှိဘူးဒါပေမဲ့ဒီ grant ရဖို့ဆိုရင်တော့ကိုရီးယား loan ကို BOA နဲ့ပဲသူတို့က loan ကိုယူရပါမယ် BOA ရဲ့ mortgage ကို apply လုပ်ရပါမယ်အဲ့ apply လုပ်မယ်ဆိုတော့သူတို့ကအနည်းဆုံး credit score 620ကိုသတ်မှတ်ထားတယ်ပေါ့နော်တကယ်လို့ကို့မှာ credit score 660နဲ့900ချားမှဆိုရင်တော့ဒီ loan ရဖို့ကပိုသေးကြတော့ရှိပါမယ်ပြီးတော့နောက်ထပ်ကောင်းတဲ့အချက်လေးတစ်ခုကတော့ဒီ loan ရဖို့အတွက် US citizen ဖြစ်စရာမလိုပါဘူးကိုက green card သမားတွေကိုမှ social security card ရှိတယ်ကိုမှဒီပေါ့နော် work permit ရှိတယ်ဆိုရင်တော့ဒီ loan ကို apply ကြည့်လို့ရပါတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီ loan အကြောင်းကိုနည်းနည်းလေးသိသွားပြီလို့ထင်တယ်ပြီးတော့သူက19,000တကယ်ပေးပါတယ်ကျွန်တော်ကိုယ်ရဲ့ဒီ program apply လုပ်ပါတယ်ကျွန်တော်ရဲ့တကယ်ချင်း2ယောက်ရဲ့ closing မှာလည်းဒီ program နဲ့ကျွန်တော် close လုပ်ခဲ့ပူပါတယ်အဲ့တော့ချင်းမဟုတ်ပါဘူးဒီလိုကိုကတို့သတ်မှတ်ထားတဲ့ qualification တော်တော်များများနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတော့ try ကြည့်သင့်ပါတယ်ကဲကောင်းတာတွေပြောပြပါရဆိုတော့သူရဲ့အားနည်းချက်လေးတွေနည်းနည်းလေးကျွန်တော်ပြောပြပါမယ်ပေါ့နော်ဒါသိထားခြင်းတယ်လို့ကျွန်တော်ထင်တယ်နံပါတ်1က BOA ရဲ့ဒီ loan process ပေါ့နော်သူက bank ဖြစ်တဲ့အကြောင်းမလို့သူကစနေတနင်္ဂနွေပုံမှန်အဖြစ်သူကပိတ်တယ် holiday တွေပိတ်တယ်အဲ့တော့ကိုယ့်ရဲ့ local loan officer ရဲ့လိုမျိုးကိုကဒီနေ့ loan approve ပဲလုပ်ချင်တယ်ဒီနေ့တော့ချက်ချင်းတော့မရဘူးပေါ့နော်သူတို့ရဲ့ process ဒီလေးနည်းနည်းရှိတယ်ပြီးတော့နံပါတ်2 BOA ကနည်းနည်းလေးသူ့ရဲ့ဒီ loan ကိုရဖို့အတွက်တော့ check လုပ်တဲ့ဒီကျွန်တော်တို့ underwriting process ပေါ့နော်လုံးရဖို့အတွက် processing ကပုံမှန်အပြင်ကလုံးတွေထက်တော့နည်းနည်းလေးပိုကျက်ပါတယ်သူတို့ကလည်းပတ်စံအလကားပေးမှာဆိုတော့နည်းနည်းလေးပိုကျက်တယ်ပေါ့နော်တကယ်ကိုမှကိုကနှစ်နှစ်ကိုအကုန်ကောင်းဆောင်ထားတယ် credit score လည်းကောင်းတယ်အလုံးမှာလည်းနှစ်နှစ်အနည်းဆုံးလုပ်ထားရဲဆိုရင်တော့ကျွန်တော်ပြဿနာမရှိပါဘူးပြီးတော့နံပါတ်3ကကျွန်တော်တို့အိမ်ကို offer လုပ်တဲ့အချိန်ပေါ့နော်ကျွန်တော်တို့ပုံမှန်အဖြစ်ကျွန်တော် real estate လောကမှာကျွန်တော်တို့ bank loan ပေါ့နော်ဒါ bank loan ကျွန်တော်ခေါ် bank ကိုတုံးထားတဲ့ loan ပေါ့ bank ကိုတုံးထားတဲ့ loan ကပုံမှန်တခြား offer ထည့်ရှင်လို့ရှိရင်သူကနည်းနည်းလေးအားနည်းတယ်ပေါ့နော်ရောင်းတဲ့လူကတကယ်လို့ကိုကအပြိုင်ဆိုင်အင်းကိုလူဝယ်ရတဲ့အချိန်မှာဆိုရင်တော့ကိုယ့်ရဲ့ဒီ BOA ကိုတုံးထားတဲ့ကြောင့်မလို့ ancient ကလည်းတို့ကတည်တယ် bank loan တွေက processing time ကြာတယ်ကျွန်တော်တို့နည်းနည်းလေး strict တယ်ဆိုတဲ့ကြောင့်မလို့တို့က ပုံ
ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကအားသာချက်သိမရဘူးပေါ့နော်အိမ်ကိုလူဝယ်ရတဲ့အချိန်တွေမှာဆိုရင်တော့ BOA လုံးဝအားနေချက်နေရှိတယ်ဒါပေမဲ့အခုလိုမျိုးကျွန်တော်တို့စောင်းရသည်ကျွန်တော်တို့ဒီ winter တွေမှာတော့ပြဿနာမရှိဘူးအင်းကအရင် market ကအရင်အေးနေရတဲ့ကြောင့်မလို့ကျွန်တော်ဘာလုံးနဲ့ဝယ်အင်းရဖို့ရခိုင်တော့များတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ပြောပြချင်တဲ့ဒီ BOA လုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့တကယ်လို့ဒီလုံးကိုလုံးဝအသေးစိတ်ထပ်ပြီးတော့လေ့လာချင်တယ်ဆိုရင်ကျွန်တော် link အောက်မှာချထားပေးမယ်အဲ့မှာဝင်ကြည့်ပြီးတော့ပေါ့နော် requirement တွေ qualification တွေဒီဒါကိုဆက်ပြီးတော့လေ့လာနိုင်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ပြည့်စုံမယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ဒီလုံးရခဲ့19500 sorry 19000လကားရခဲ့မယ်ဆိုရင်တော့ကျွန်တော်မဟုတ်ဝယ်ကြည့်ပါတော့။ CRM မျိုးမှာဆိုတော့ကျွေးလို့ရပါပေါ့။ Charge stick ကအကူတွေမှားတယ်ဆိုရင်တော့ကျွန်တော် delivery ပို့လို့ရပါတယ်။နောက်တာပါ။ကဲအဲ့တော့ဒီနေ့ video လေးကတော့လောက်ပါပဲပေါ့နော်။နောက် video မှာကျွန်တော်ဘာ sharing လုပ်သွားပေးချင်လဲဆိုတော့ကျွန်တော်ရဲ့ပထမဦးဆုံးရင်းနှီးမြှုပ်နှံတဲ့ပေါ့နော် rental property လေးကိုကျွန်တော်2022ခုနှစ်မှာကျွန်တော်ဘယ်လိုဝယ်ခဲ့တယ်ကျွန်တော် deal ကိုဘယ်လို negotiate လုပ်တယ်ကျွန်တော်ရဲ့ mortgage ကဘယ်လောက်ပေးရတယ်အင်္ဂါတွေဆရာဘယ်လောက်ရတယ်အင်္ဂါတွေအတွက်အင်ကိုကျွန်တော်ဘယ်လိုပြင်ဆင်ပေးရတယ်ဘာပြဿနာတွေတက်လဲပေါ့နော်ဘာ lesson တွေလမ်းခဲ့လဲဆိုတာကိုကျွန်တော် sharing လုပ်ပေးသွားချင်ပါတယ်ဒီ US က Seattle မှာမဟုတ်ပါဘူးတခြား state တွေမှာကိုကအင်္ဂါထားဖို့စဉ်းစားနေတဲ့လူတွေအင်ဝယ်ဖို့ပေါ့နော် rental property ဝယ်ဖို့အတွက်ပြင်ဆင်နေတဲ့လူတွေဆိုလို့ရှိရင်ဒီ video လေးကအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်ကဲအဲ့တော့အားလုံးပဲနောက် video မှာပြန်တွေ့ကြမယ် See ya